မငယ်တဲ့အောင်အားလုံးပဲမင်္ဂလာပါတနေ့တစ်ခါကျွန်တော်တို့ရဲ့မွန်ရိုးရာရဲ့တကြံသမင်းမပြောက်ွယ်ရအောင်ပြောက်နီချက်နီကြော်နီးနဲ့မျှဝေလိုက်ပါတယ်အားလုံးပဲအတူတူဆက်ကြည့်အောင်တာကျူးတဲ့တကူလာချင်းခါနှစ်ကူသိကြမှာဟာသူကလေးနဲ့တွေ့ရဖို့မမင်းလည်းမမေ့နိုင်ပါဒီနဲ့တွေ့လဲကြုံရမှာပဲတန်တာတဲ့ဒီချင်းကတော့ပန်းပွင့်တဲ့တည်းရနေလို့ပါလာပြီလေမပြတ်တဲ့မတော့ပန်းပွင့်တွေခုလို့သာပြူပြူမင်းလက်ကလှမ်းလို့ယူစမ်းပါမာပါစေမသွေတဲ့ရေချမ်းတီတွေဖြန်းလိုက်မှာချက်ခိုက်ခိုက်တုံးရဲ့အမျက်တော်မဝင်နဲ့ညတောင်းပန်ချင်တာဝင်းဝင်းဖန်ပန်သူမျက်နာရှင်းရှင်းတန်တန်လှရဲ့ဗျာရှင်းရှင်းတန်တန်လှရဲ့ဗျာဝင်းဝင်းဖန်ပန်သူမျက်နာလာပြူပြူရတကြမ်းမင်းသာပြီးသွားရင်အော်မချက်ယူသွားမှာတတိချပါပြုံးတော်မူပါရွှေမျက်နှာမုံတော်မူရဲ့ဖြေလဲပါမတောက်တွေဝေစာရွှေလူကလက်ဆောင်ယူပါဒီနေ့ကူမအပြုံးချင်းတိုင်လုံးလက်ဆန်းကြပါယူစမ်းမခင်ဗျာနောက်နေ့ခါတဲ့ကြရင်ဝင်းပါပါမျက်နှာရွှေမြတ်တာပုံမထားလို့ဆောင်စားတော်မူပါတော့ပန်းတွေဝါရီလူခူးခဲ့မယ်ပန်းစရာနှစ်သက်မှကြည်ကြည်နူးနူးချမ်းသာချမ်းသာဝမ်းသာ